ဒီဗီဒီယိုတင်ထားတဲ့အခုဗီဒီယိုအပြည့်စုံမဟုတ်ဘူးเนาะဒါကပထမဆုံးလာခိုးတဲ့ဗီဒီယိုပေါ့နော်ဘယ်မှာခိုးတာလဲမေးလို့ထိုင်းမှာမဟုတ်ဘူးเนาะထိုင်းမှာမဟုတ်ဘူးရန်ကုန်မှာပါဒါရန်ကုန်မှာခိုးတာပါဒီအောက်လန်းနေပါညာနေလောက်တာတော့နောက်မှာပေါ့နော်အဲ့ဒါတော့နောက်မှာအခုလက်တွေ့ CCTV မှာမြင်လိုက်ရတဲ့အတိုင်းကတော့ဒီဆက်စမိုင်းနာတွေတော့ရှူပြီးတော့မှယူရတယ်တစ်ထည်ကိုပြန်ထည့်ပါတယ်ပေါ့နော်သုံးထည်ကိုယူရတယ်ဒါ CCTV ရပါတူတူတိတ်လှမ်းလားမလှမ်းလားအမှကြီးသူဖျဲရှာရတွေ့လားအင်ကြီးချားထဲမှာပဲကလေးတွေကလှမ်းတာပြီးတော့လှမ်းတဲ့အချိန်ကလည်းညဘက်ပဲလှမ်းတာပေါ့နော်ဒါပထမဆုံးချိန်လာခိုးတဲ့ဟာပေါ့နော်အမကြကြနနသူခိုးတယ်ပြီးလို့ရှိရင်လည်းသူကမျိုးတက်တော့ငါပြောရင်လည်းပန်းအောင်မယ်ဒီလားပြီးလို့ရှိရင်အမသူရဲ့မရှိရဲ့နိုင်တခဲလေးကိုတော့မှသူကမှိတ်လိုက်ဖွင့်လိုက်လုပ်ပြီးအိမ်ရှိကပန်းအိုးတော့မှသူကတိခွပန်းသွားသေးတာဒီလားနော်မန္တလေးကတကူးဆိုတာအိမ်ထဲဝင်ကိုင်းနဲ့ကောင်မလေးတွေအိမ်နေလို့သူကနိုင်တခဲကိုမှိတ်လိုက်ဖွင့်လိုက်လုပ်တာဒီကောင်ကကြတော့အမတကားကြီးကိုကြည့်ပြီးတော့အမမှိတ်လိုက်ဖွင့်လိုက်လုပ်သွားတာအဲ့ဒါနိုင်တကယ်မှိတ်လိုက်ဖွင့်လိုက်ပြီးတော့မတင်တော့ဘူးပန်းနေဒါပဲကြည့်တအားတက်တော့ဘန်းတာပဲ